အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စိုက်ထီယိုကိုသွားမဲ့ခီးစဉ်လေးဖြစ်ပါတယ်ခီးစဉ်လေးဖြစ်မနေ့၄ခွဲကားထွက်စီးရပါတယ်ခုမြင်ရတဲ့မြင်ကွေးကတော့ရန်ကုန်မြို့ပြည်ရောက်တာနဲ့မနေ့ခင်းမျိုးလေးဆိုင်ပြီးတော့မြင်ရခဲတဲ့မြင်ကွေးလေးဖြစ်ပါတယ်အေးချမ်းပြီးတော့အရန်ကိုလှပါတယ်မနေ့ခင်းလေးဖြစ်ပါတယ်ခီးတောင်နားပြီးတော့ဘုရားကြီးမြို့မှာဒီရှုမင်းသားဆိုင်မှာမနေ့စာလေးကိုစားဖို့အားလုံးပြင်ဆင်နေကြပါတယ်ဆိုင်လေးကတော့အရင်ကြီးလေးစားလို့ကောင်းရင်ထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့ကာနာထားရဆိုတော့စားမနေ့စာအားဖိထားရပေါ့ခီးဆက်ဖို့အတွက်ဒါကတော့မြင်တွေ့ရတဲ့အတိုင်းပဲစိုက်ထီယိုတောင်ပေါ်တက်ဖို့အတွက်ကားကိုအလူရဲ့စီးနေရတယ်တန်းစီရတယ်မြင်ကွေးလေးတွေပါပေါ့နော်တော်လေးကိုကြည်လူကိုကောင်းတဲ့မြင်ကွေးတွေပေါ့နော်အနေနဲ့ရဲ့တနိုင်ငံလုံးကဖျားဖို့အတဲ့တွေတဲ့ရွယ်လူမျိုးဘာသာမျိုးအားလုံးလာရောက်ဖြုံးညော်ကြတဲ့မြင်ကလေးတွေဖြစ်ပါတယ်။ဒါကတော့မြန်မာရဲ့ထုံးစံအတိုင်းဈေးရောက်ကြတဲ့လူဖြစ်ပါတယ်။သူတို့ဝင်းရင်အတွက်ပေါ့နော်။သူရှင်းတန်ဖို့အတွက်ညာနေနဲ့စူးစမ်းနေသူတွေဖြစ်ပါတယ်။ခီးတွေလည်းစီးကြပါတယ်။ကားလေးစားထွက်ပါပြီ။ကြိုက်ထုံမျိုးနဲ့ကားတောင်းတက်ခီးစားထွက်နေပါပြီ။ဒါတော့ကားစီးရတဲ့ဟိုဖီနီကတော့အရန်ကိုကောင်းပါတယ်ပေါ့နော်ကားလေးကိုဟိုရင်းဒီရင်းကိုတက်ဒီစင်းနဲ့အပြုတ်ကြပါတော့မြင်းမြဲကင်ထားရတယ်အရန်ကို adventure trick ဟို climbing တော့မဟုတ်ပါဘူးเนาะကားလေးနဲ့တက်တဲ့ဟိုခီးစဉ်လေးဖြစ်ပါတယ်ဒါတော့ခီးတော့ခောက်နာတဲ့လူခံဌာနလေးဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကကြတော့ဒီဟိုတံပေါ်တဝက်ရောက်မှာဒီကားဆက်နဲ့မစီရနဲ့ experience ရဖို့အတွက်ပေါ့နော်ဒီ cable လေးကိုစားစီဖြစ်ပါတယ်လို့ဒီတဲ့ဖြစ်လာလမ်းမလျှောက်ဘူးပေါ့အခြေပေါ့ကာစိုက်ချီနဲ့ Christmas နဲ့ရိုးနေပါတယ်ဒီမှာကတော့ခုမြင်တွေ့နေရတော့ထိတ်တန်း makeup artist Jessica Han ဖြစ်ပါတယ်လို့သူလည်းခီးစဉ်မှာသူလိုက်ပါခဲ့ပါတယ် Cable ရဲ့ဒီ reception မှာပေါ့နော်ဒီ ticket အယောင်းဌာနမှာသူတို့ဒီ Christmas ဝင်နေပြီဆိုတော့သူတို့ Christmas decoration လေးတွေသူတို့ပြင်ဆင်ထားတာအရန်ကိုလာတယ်တီလုံးလေးတွေလည်းအရန်ကိုကောင်းတယ် chicken bell တီလုံးလေးတွေပေါ့နော်လူတွေလည်းအရန်ကိုတိတ်ဆိတ်ပါတယ်ကားရှိလာတဲ့ခန်းစားချက်လေးပြောပြပါကားကြီးအရန်ပြောကောင်းတယ်ရေးလိုက်နေလိုက်အဲ့လောက်ပဲလားရေခေါ်ကလေပြီးတော့ရှိရင်လေရတယ်အိတ်လေးမန်လုံးကလေရမယ်ခုတောက်မတက်ဖို့ပြေးပဲစီးလိုက်ပါအောင်လိုက်ခဲ့ကြပါကဲစာစီဖို့အတွက်တွားနေကြပါပြီကေဘယ်လေးကိုလက်မှတ်ဖြတ်ဖို့အတွက်ကေဘယ်လေးကိုစပြီးတော့ဦးတည်နေပါပြီကေပဲစီးပြီးတောက်မတက်မယ်အခုကေဘယ်စထွက်ပါပြီတနာလူတွေပြောလိုက်ပါကဲဒါကတော့ view လေးတွေပါเนาะအောက်ကြီးတွေပါရန်လာနော်ဒီပဲလေးညိတ်နေရောเนาะဟိုးပေါ်ဒီတက်မှာဖြစ်ပါတယ်ကဲ
ဒီဘက်မှာအတက်နော်အစင်းတစ်ဖက်အတက်တစ်ဖက် ဒီဘက်နဲ့လည်းရွှေ့ပါ အေးတော့လေလေးတိုက်တာနော် ဒီထဲမှာကျွန်တော်ညှိတ်သွားကဲဒါကတော့အောက်က view လေးတွေပါဒါ over sponsor ပေးတာတင်တယ် ဟုတ်တယ်ဟောပါအော်ဒါဟုတ်စပွန်ဆာဟုတ်ဘူးလားပါလားမသိ ကုမ္ပဏီ ဒါဂျပန်မလား ဂျပန် ဆိုတော့နော်ဒီ cable ကနေဝင်နေတဲ့အပေါက်လေးကနေလေးတော့အေးဆောင်းနေမှဆိုအေးလေးစီရကောင်းတယ်ရှုခင်းနေလည်းကြည့်လို့ရတယ်နော်ဒီကတောင်တက်လာတယ်ဆိုတာလာတယ်လို့နော်ဟောကားလမ်းလေးရန်တာ စိုက်ထူရဟိုမှာလား ဟိုမှာကြိုက်ထီရုံမြင်နေရအစေး ဖျားကြည့်တိတိလေးပဲနော် ဒီကနေကြည့်တေးလေးပဲနောက်ရကြလို့ရှိရင်အဲ့ဟိုဘက်အောက်ကိုပြန်ဆင်းမယ်လေရေတကောင်လေကားနဲ့ခုနကလိုကားနဲ့ပဲလေရေတကောင်တောင်းတောင်းနေ ဟဲ့တုံနေကြအောင်ကိဘမစည်းဘူးလကားမှာ စီးတယ်ဒီမှာပဲလာတော့တဲ့ကားစီလို့ကောင်းနော်ကျော်လားတောင်တက်ရောက်ပါပြီကီဝဲဆင်းပြီဆိုတော့ဒီပြည်သေးဘူးပေါ့နော်ခီးစင်ကဒီဖျားရင်တော့ဘဲကိုစပြီးတော့ခြေလန်းနေပါဒါဖျားရင်သွားတဲ့လမ်းတစ်လျှောက်ဖြစ်ပါတယ်စီးဆိုင်တိုင်းလေးတွေစပြီးတော့ရှိနေပါပြီတချို့ကကြတော့လမ်းမလျှောက်နိုင်တဲ့သူတွေကြတော့ပေါ့နော်ဟိုထန်းစီလေးတွေရှိတဲ့အထောက်ဝင်တင်နိုင်တဲ့သူတွေလည်းဟိုအထုတ်တဲ့ဟိုပေါ့နော်ဟို service လေးတွေရှိရပါတော့အဲ့အတွက်ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်ပတ်စံလာရှိရင်အားလုံးကအဆင်ပြေတာပေါ့နော်ကျွန်တော်ဘက်ကတော့အထုပ်တွေအပ်ပြီးတော့ဟိုလမ်းလေးပဲရှောက်ကြတာပေါ့နော်ဒါဈေးဟိုအဝင်ဝမှာရှိနေတဲ့ဈေးတန်းတစ်ခြားလုံးပေါ့နော်ရန်ကိုလှပတဲ့မြင်ကွင်းလေးဖြစ်ပါတယ်လန်ဒဝဲရောက်တော့မိုးလာတော့ဗောနော်မိုးလာတော့ကျွန်တော်တို့ခွက်သားတွေကဒီမှုတ်လက်ဆောင်လေးကိုဗောနော်တချို့ကြတော့ဒီထင်းညက်နဲ့စားရှိတယ်တချို့ကတော့အုံလုံးနဲ့စားရတယ်ရှိတာဗောနော်ဒီဆိုင်လေးကအရန်ကိုကောင်းတယ်ဆိုင်ရှင်လေးကလည်းသဘောကောင်းတယ်好，一个ตัวเนี่ยเราบอกจะลงยาวถ้าจะมาเสียเลยยาวไปเอาใจเย็นกันหน่อยจะไม่มาอุปวายเอาไว้ใจเย็นบ้า ဖျားရင်ပြည်တဲ့ကိုစပြီးတော့ခြေလန်းနေပါပြီဖျားရင်ပြည်တော့ရင်ပြည်တော့တဲ့စဝေတာနဲ့အတူပြက်တူလို့မရဘူးကြာရောမရောဖက်နက်တွေရောခြေစွပ်တွေရောဘာမှရှိလို့မရဘူးเนาะအခုနေရတဲ့ကြောက်ပြားလေးတွေပေါ့နော်ကြောက်ပြားလေးတွေကအေးတဲ့ကြောက်ပြားလေးတွေပဲပုံများပါတယ်ပေါ့နော်ဆောင်းလေးဖြစ်တဲ့အတွက်ကြောက်ပြားလေးတော်တော်ကိုအေးပါတယ်ဒါပေးလဲရည်မြင့်တဲ့ပြင်အမြင့်တောင်းကျော်မှာရှိနေတဲ့စိုက်ဆန်တို့ရှေ့စိုက်ထီကိုလေးပဲဖြစ်ပါတယ်စားပြီးတော့ကျွန်တော်တို့ဟိုဒီညီပြီးတော့ရှောက်ပြီးတော့ဟိုတယ်ပဲဦးတည်နေတာပေါ့နော်ကောင်းပါကဲတယ်မှာ
ကြိုက်ကြည့်လို့ရောက်ပါပြီနော်ကြိုက်ကြည့်လို့ရောက်ပြီခဏနေပြဆက်ပြီးတယ်တော့ဟိုတယ်သွားလိုက်အောင် ပြသွားမှာ ဟိုတယ်သွားမယ်ဟိုတယ် ဘယ်မှာလဲဟိုတယ်อ่ะဟမ် ရိုးလေးမှာဒါတော့ကျွန်တော်တို့တဲမဲ့ဟိုတယ်ပေါ့နော်ရိုးရိုးလေးဟိုတယ်ဖြစ်ပါတယ်ဟိုတယ်ခန်းကတော့အဲ့လောက်ကြီးလဲဒီ luxury မရှိနေပါဘူးပေါ့နော်ဟိုတယ်ကတော့တော်တော် booking ရခဲ့တဲ့အတွက်ပေါ့နော်ရတဲ့ခဲလင်းပဲရပါတယ်တော်တော်လေးကောင်းပါတယ်တိတိရှိတာပေါ့နော်အရင်ကြီးကောင်းကြီးလည်းမဟုတ်ဘူးညံ့ကြီးလည်းမဟုတ်ဘူးဟိုနီလို့ရတဲ့အခန်းလေးတွေပေါ့နော်ရေပူရေလေးရတယ်အဓိကတော့ဒီစောင်းတွင်းချိန်ဆိုတော့ရေပူရတော့တော်တော်အဆင်ပြေနေတာပေါ့နော်အခန်းတွင်းပြင်ဆင်ကလည်းတိတ်ဟိုအဆင်ပြေပါတော့เนาะဒါကတော့ဟိုတယ်ကနေမြင်နေရတဲ့ view လေးအရန်ကိုလှတော့ view လေးကိုပိုင်ရထားပါတယ်ဒါနေ့ကြီးနေ့လယ်10နာရီ17နာရီလောက်ပေါ့เนาะ17နာရီက view လေးဖြစ်ပါတယ်ဒါကတော့ဟိုတယ်ရဲ့ view ပေါ့เนาะဒါကြီးဆိုင်စားသောက်ဆိုင်ပေါ့เนาะကိုညဒီဆိုင်အတွက်ဟိုအနားယူရတဲ့နေရာ view လေးဒီအရင်လှပါတယ်ဆိုင်လေးပြောပါဦးဟမ်ဒါတော့ဟိုတယ်ရဲ့အရှိဘက်မြင်ကွေးပေါ့နော်မြင်တွေ့ရတဲ့မုတ်ဆိုးတောင်ဖြစ်ပါတယ်ဟိုတယ်ကနေလမ်းမြင်ရတာပေါ့နော်အရှိရောအနောက်ရောအရန်ကိုလာပါတယ်မြင်ကွေးကိုရထားပါတယ်လို့ view point လေးတွေရထားပါတယ်ဟိုတယ်ကနေမြင်လမ်းမြင်ရတဲ့မြင်ကွေးနေကင်းပဲပေါ့နော်တမနဲ့လုံးခီးဆက်လာတော့မောပြီးတော့အိမ်မောကျသွားတာပေါ့နော်အိပ်ပျော်သွားပြီးတော့နိုးလာတဲ့အချိန်မှာနေဝင်ချိန်လေးဖြစ်တဲ့အချက်အတွက်ဟိုတယ်ရဲ့နောက်ဘက်မှာနေဝင်သွားတဲ့ view လေးတွေကလည်းအရန်ကိုအေးချမ်းပါတယ်အရန်ကိုလှပါတယ်အရန်ကိုလည်းအေးစိတ်ပါတယ်လို့ဆိုတော့ညနေခင်းလေး view point လေးတွေ့ရပါတယ်ဒါကတော့လမ်းမြင်ရတဲ့ဒီချောင်းလေးပေါ့နော်ညရောက်ပြီဘုံညတော့ဆောက်မယ် ဒါပါလဲ BQ မှာဟမ် BQ လည်းဘုံညတိုင်းမှာဘုံညတော့ မဟုတ်ဒါပါလဲလို့ညစည်းတာ ညသေးတယ်ဘုံကြီးဒါသမင်းဆိုင်တယ် ညပဲပေါ့ ပြင်ပြထွက်မှရမှာသိလား ပါလဲ စံတော်ရှင်ကြိုက်ကြည့်ရောမှရွှေပြသွား ကြည့်နှစ်ဆိုင် နော်ကုသိုလ်ရအောင်လိုက်ခဲ့ကြပါ